stock market မှာကျွန်တော်တို့ငွေရှုံးသွားတဲ့သူတွေရှိတယ်လို့ငွေတွေအများကြီးမြတ်သွားတဲ့သူတွေလည်းရှိပါတယ်သူတို့နှစ်ယောက်ရဲ့ဂျားကအဓိကကွာခြားချက်ကကံတရားလို့ဆိုရင်တော့ဒါမှားပါတယ်ကံတရားမဟုတ်ပါဘူးကျွန်တော် market ကိုနားလည်မှုပါပဲဈေးကွက်တွေကိုကျွန်တော်တို့လွယ်တကူဝင်လာပြီးတော့လွယ်တကူထွက်သွားရတဲ့သူတွေရှိတယ်လို့ဒီဈေးကွက်ရဲ့သဘောတဘာဝကိုတေချာလေ့လာပြီးတော့ရေရှည်ရပ်တည်နိုင်တဲ့သူတွေလည်းရှိပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ဒီ beginner investor တွေအတွက်ဒီ investment journey မှာကျွန်တော်တို့အကူအညီကောင်းထောက်ပံ့ကောင်းဖြစ်စေနိုင်ဖို့နဲ့ဒီ professional investor တွေကျင့်သုံးလေးရှိတဲ့အခြေခံကြပြီးအဓိကကြတဲ့အချက်လက်လေးတွေကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်အဆုံးထိအောင်ကြည့်ရှုဖို့ရအတွက်လည်းကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်အဲ့တော့နံပါတ်1ကဘာလဲဆိုလို့ချင်းကျွန်တော်တို့ risk management လို့ခေါ်တဲ့အရှုံးခံနိုင်စွမ်းကိုစီမံခန့်ခွဲခြင်းမှာကျွန်တော် professional investor တွေကဒီ stock တစ်ခုမှာယင်းနှိမ့်မြုပ်နှံတော့မယ် stock တစ်ခုကိုဝယ်ယူတော့မယ်ဆိုလို့ချင်းသူတို့အနေနဲ့ဘာကိုအရင်စဉ်းစားလဲဆိုလို့ချင်းဒီအမြတ်ဘလောက်ရမလဲဆိုတာထက်အရှုံးဘလောက်တိအရှုံးခံနိုင်မလဲဆိုတာကိုအရင်စဉ်းစားပါတယ်အရင်တွက်ချက်ပါတယ်အဲ့တော့ကျွန်တော်တို့ beginner investor တွေအနေနဲ့လည်းကျွန်တော်တို့ဒီ stock တွေကိုဝယ်ယူရင်းနှီးမြှုပ်နှံတော့မယ်ဆိုလို့ချင်းငါဘယ်လောက်ရမလဲဆိုတဲ့ဒီစိတ်ခံစားချက်ထဲဒီ stock ကရှုံးသွားရင်ငါဘယ်လောက်ပမာဏအထိရှုံးခံနိုင်မလဲဆိုတာကိုအရင်ဆုံးကြိုတင်စဉ်းစားဖို့ရအတွက်ကျွန်တော်အနေနဲ့ပြောချင်ပါတယ်နောက်တစ်ခုကရင်းနှီးမြှုပ်နှံတော့မယ်ဆိုလို့ချင်းဒီကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံမှုအကုန်လုံးကိုဒီ company တစ်ခုတည်းဒါမှမဟုတ်ဒီ sector တစ်ခုတည်းအပေါ်မှာပုံအောပြီးတော့ယင်းနှမြုံနှံတာမျိုးမလုပ်ပါနဲ့ကျွန်တော်တို့ခွဲခြားပြီးတော့ယင်းနှမြုံနှံဖို့ရအတွက်ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်ဒါကတော့နံပါတ်1အချက်ပါနောက်နံပါတ်2အချက်ကတော့ကျွန်တော်တို့ emotional discipline လို့ခေါ်တဲ့ကိုယ့်ရဲ့စိတ်ခံစားချက်ကိုထိန်းချုပ်ခြင်းပါအားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်တို့ဒီ market ရဲ့သဘောတဘာဝကအတက်အကျအမြဲတမ်းရှိပါတယ်အဲ့လိုအတက်အကျဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့အများစုကဘာဖြစ်ကြတော့ဆိုလို့ချင်းဒီဈေးတွေတက်နေတဲ့အချိန်မှာလောဘတွေတက်တယ်လောဘတွေတက်ပြီးတော့ကျွန်တော်တို့အလောတကြီးလိုက်ဝယ်တာ fear of missing out လို့ခေါ်တဲ့ FOMO နဲ့ကျွန်တော်တို့ဈေးတွေကျသွားတယ်ဈေးတွေကျသွားတဲ့အခါမှာဘာဖြစ်တော့ဆိုလို့ချင်းကျွန်တော်တို့ကြောက်တယ်ကြောက်ပြီးတော့ဘာလုပ်တော့ဆိုလို့ချင်းအရှုံးခံထုတ်ရောင်းတာမျိုး panic selling တွေကိုကျွန်တော်တို့အနေနဲ့ရှောင်ရှားဖို့လိုပါတယ်ခုနကကျွန်တော်ပြောခဲ့သလိုဈေးကွက်ရဲ့အတက်အကျဆူညံတန်တွေကအမြဲတမ်းရှိနေတာပါအဲ့ဒီဆူညံတန်တွေကိုကျွန်တော်တို့အနေနဲ့လွတ်လွတ်ရှုပြီးတော့ဒီကိုချမှတ်ထားတဲ့ plan အတိုင်းခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့လိုပါတယ်ကျွန်တော်တို့ stock တစ်ခုဝယ်ယူရင်းနှီးမြှုပ်နှံတော့မယ်ဆိုလို့ချင်း plan လို့ခေါ်တဲ့ကျွန်တော်တို့အစီအစဉ်တွေကိုတည်တည်ချချပြင်ဆင်ဆွဲထားဖို့လိုအပ်ပါတယ်။နောက်နံပါတ်3အချက်ကတော့ do your own research ပါ။ဒါလေးကကျွန်တော်အမြဲတမ်းဗီဒီယိုအဆုံးမှာကျွန်တော်ထည့်ပြောလေးရှိပါတယ်။သူများပြောတိုင်းလိုက်မဝယ်ပါနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သာယင်းနှိမြုံနှံမှာဆိုတဲ့စကားလေးပါ။ဒီဈေးကွက်ထဲမှာရှိတဲ့ market ထဲမှာရှိတဲ့ professional investor တွေကဒီသတင်းစကားတွေကောလာဟာလာတွေနဲ့သူများတွေပြောတဲ့ stock တွေကိုအားကိုးပြီးတော့အယောင်းဝယ်မလုပ်ကြပါဘူး။သူတို့ဘာတွေကိုအခြေခံတော့ဆိုလို့ရှိရင်ဒီ company တစ်ခုရဲ့fundamental analysis လို့ခေါ်တဲ့အခြေခံအချက်အလက်တွေနောက်ပြီးကြလို့ချင်းဘဏ္ဍာရေးအခြေအနေတွေနဲ့ဒီအနာဂတ်အလားအလာတွေကိုသူတို့အနေနဲ့ကိုယ်တိုင်တေချာလေ့လာပြီးမှဆုံးဖြတ်ချက်ချကြပါတယ်အဲ့တော့ကျွန်တော်တို့ beginner investor တွေအနေနဲ့လည်းဝယ်ယူရင်းနှီးမြှုပ်နှံတော့မယ်ဆိုလို့ချင်းsocial media ပေါ်မှာတွေ့နေတဲ့သတင်းစကားတွေကောလာဟာလာတွေနဲ့သူများတွေပေးတဲ့ stock tip တွေကိုအရန်ကြီးအာမကိုဖို့ရအတွက်တိုက်တွန်းကြပါတယ်ဒါကတော့နံပါတ်3အချက်ပါနောက်နံပါတ်4တစ်ချက်ကတော့ long term perspective လို့ခေါ်တဲ့ရေရှည်အမြင်ထားပါ stock ဈေးကွက်ဆိုတာကကျွန်တော်တို့ချက်ချင်းကြီးပွားသွားမဲ့နေရာတစ်ခုမဟုတ်ပါဘူးအချိန်နဲ့အမျှကျွန်တော်တို့ compounding effect လို့ခေါ်တဲ့အတိုးပေါ်အတိုးထပ်ပွားခြင်းရဲ့အကျိုးကျေးဇူးကိုကျွန်တော်တို့ခံစားနိုင်ဖို့အတွက်ဆိုလို့ချင်းစိတ်ရှည်သီးခံနိုင်စွမ်းရှိရပါမယ်ကျွန်တော်တို့ဈေးနှုန်းအတက်အကျတွေကိုကြော်လွှားနိုင်ရပါမယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီနေ့စဉ်ဈေးအတက်အကျတွေကိုကြည့်ပြီးတော့စိတ်ပူနေမဲ့အစားရေရှည်တန်ဖိုးတက်လာမဲ့ကုမ္ပဏီကောင်းတွေကိုရွေးချယ်နိုင်ဖို့ကပို့ပြီးတော့အရေးကြီးပါတယ်အချက်အပြည့်ပြောရမယ်ဆိုလို့ချင်းကျွန်တော်တို့ stock ဈေးကွက်ဆိုတာကစိတ်မရှည်သူတွေစီကနေပြီးတော့စိတ်ရှည်တဲ့သူတွေစီကိုငွေပြောင်းရွှေ့ပေးတဲ့နေရာတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ market ကိုနားလည်ဖို့ဆိုတာကလည်းတနေ့တည်းတညတည်းနဲ့မရနိုင်ပါဘူးဒီအမြဲတမ်းစက်တိုက်လေးလာနေဖို့လိုပါတယ်အတွေ့အကြုံတွေစီကနေပြီးတော့တင်ယူနေဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ market ထဲမှာရှိတဲ့ professional investor တွေကျင့်သုံးလေးရှိတဲ့အခြေခံကြပြီးတော့အဓိကကျတဲ့အချက်ကလေးတွေကိုမျှဝေပေးတာဖြစ်ပါတယ်ထုံးစံအတိုင်းပဲဒီဗီဒီယိုလေးကကျွန်တော်တို့အသိပညာမျှဝေခြင်းအတွက်သာဖြစ်ပါတယ်ဒီနေ့မြုံနှံဖို့ရာအတွက်
အကြံပေးခြင်းမျိုးမဟုတ်ပါဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ယင်းဒီမြုံနှံမှုတစ်ခုလုံးမယ်ဆိုလို့ချင်းရင်ကိုယ်တိုင်လေးလာစမ်းစစ်ပြီးမှသာယင်းဒီမြုံနှံဖို့ရအတွက်တိုက်တွန်းချင်ပါတယ်အကျိုးတစုံတရာရလိမ့်မယ်လို့လည်းထင်ပါတယ်အကျိုးတစုံတရာရခဲ့တယ်ဆိုရင်တော့ထုံးစံအတိုင်းပဲ comment မှာ yes လို့မှတ်ပေးခဲ့ပါဦးအဆုံးထိအောင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာရှိသောနေ့ရက်လေးအဖြစ်ပိုင်ဆိုင်နိုင်ကြပါစေ